ကျွန်တော်တို့ဒီလို visa ကလေးတက်ကက်ရှိုံနဲ့မြန်မာငွေတိန်းနဲ့ချီပြီးတော့ဂုံးစင်းလို့ရတယ်ဆိုတာ brother တို့သိချင်မှသိလိမ့်မယ်ကျွန်တော်တို့စီမှာ K visa ပေးလို့ဝေပေးလို့တို့မျိုး online payment အနေနဲ့ရင်းနှီးပြီးသားဖြစ်လာပြီဆိုတော့ကျွန်တော်တို့နောက်တစ်ဆင့်တက်ရအောင်ဒီလို visa ကတ်တက်ကက်ကိုတော့အနည်းဆုံးဆောင်ကိုဆောင်ထားတဲ့အထက်မှာပါလာပြီကျွန်တော်ဒီလို visa ကတ်နေတဲ့မှာပတ်စံတပြန်မှမထည့်ထားရင်တော့မှတချို့ free trial ပေးတဲ့ဟာတွေကို Google account နဲ့အများကြီးဖွင့်ပြီးတော့ကျွန်တော်တို့ဒေါ်လာ10 20တန်တွေကိုအလကားလိုက်ပြီးတော့ဂုံးစင်းလို့ရတယ်ဗျာဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပတ်စံပေးတော့ရတဲ့ VPN တွေကိုအလကားဒီလို visa ကတ်နဲ့လိုက်ပြီးတော့သုံးတာဆိုရင်ကျွန်တော်ဆိုလို့ရှိရင်အများကြီးပဲဗျာနောက်ပြီးလို့ရှိရင် Canva Pro ဆိုလို့ရှိရင်ကျွန်တော်ဂုံးစင်းတာ3ခါရှိပြီ developer ပေါက်စားလေးဆိုလို့ရှိရင်လည်း AI coding tool စီနောက်ပြီးလို့ရှိရင် Google Cloud ပေါ်ကအများကြီးရှိတဲ့ service တွေကိုဒီလို visa ကလေးတစ်ကက်ရှိုံနဲ့ free သုံးလို့ရတယ်နောက်ပြီးလို့ရှိရင်ကိုယ်တိုင် domain တွေဝယ်ရတယ်ဒီလိုမျိုး visa ကလေးရှိမှပဲဝယ်လို့ရတာ visa ကလေးလောက်တာမှဘယ်တော့မှမကုန်ဘူးဗျာဘယ်မှာသွားလို့မှ2000လောက်ပဲကုန်တာကိုကတကယ်လို့ဘယ်မှာသွားမလို့ချင်ဘူးဆိုလို့ရှိရင်လည်း AYA တို့နောက်ပြီးလို့ရှိရင် UAB တို့မှာ online visa လုပ်လို့ရတယ် line မှာ virtual visa တွေကပတ်စံတပြန်မှပေးစရာမလိုပဲねကျွန်တော်တို့အလကားဖွင့်လို့ရတယ် visa ကတ်တကက်ကတော့မဖြစ်မနေစောင်းထားဒါမှမဟုတ်လို့ရှိရင်လည်း online visa ကလေးတွေလုပ်ထား